ရက်သမားကိုဘာတုတ်ရွာတရွာမှာကိုဘာတုတ်ဆိုတဲ့အရက်အရန်ကြိုက်တဲ့လူတယောက်ရှိတယ်။သူကနေ့တိုင်းဒီနေ့တော့မတောက်တော့ဘူးလို့ပြောပြီးညနေဆိုအရက်ဆိုင်ရောက်နေပြီ။တနေ့မှာသူ့မိန်းမကစိတ်ဆိုးပြီးရှင်အရက်လျှော့မတောက်ရင်အိမ်ထဲမဝင်နဲ့လို့ပြောလိုက်တယ်။ကိုဘာတုတ်လည်းကောင်းညစ်ပြီးအေးပါမိန်းမရေဒီနေ့ကစပြီးငါအရက်ကိုလုံးဝမထီတော့ဘူးလို့ကတိပေးတယ်။ညနေရောက်တော့တငယ်ချင်းတွေကလာပါဟာတစ်ခွက်သေးပါဆိုပြီးခေါ်ကြတယ်။ကိုဘာတော့ကမတောက်တော့ဘူးလို့ကတိပေးထားတယ်လေပြောပြီးမဲ့တစ်ခွက်သေးဆိုတာကိုယုံပြီးလိုက်သွားတယ်။တစ်ခွက်ကနေနှစ်ခွက်သုံးခွက်နောက်ဆုံးပနှစ်ခွက်မဲအောင်မတိတော့ဘူး။ညာတကောင်မှအိမ်ပြန်လာတော့တခါပိတ်ထားတယ်။ကိုဘာတော့ကတခါခောက်ပြီးမိမကြီးတခါဖွင့်ပါငါမတောက်ထားဘူးလို့အော်တယ်အထေကမိမကမတောက်ထားဘူးဆိုဘာလို့စကားတွေလုံးဖွေးနေတာလဲလို့မေးတယ်ကိုဘာတော့ကခဏစဉ်းစားပြီးအဲ့ဒါလမ်းမှာခွေးတကောင်နဲ့စကားများလာလို့ဖြေတယ်မိမကချက်ချင်းပြန်အော်တယ်ခွေးနဲ့စကားများရင်ဘာလို့ရက်နှံ့ထွက်နေတာလဲကိုဘာတော့ကတိတ်သွားပြီးနောက်ဆုံးပြန်ဖြေတာကအဲ့ဒီခွေးကဘီယာစယုံကခွေးလီ Wi-Fi စကားပြောတဲ့အရက်သမားကိုသာအေးကအရက်တောက်ပြီးအိမ်ပြန်လာတယ်အိမ်ရောက်တော့ဖုန်းကိုမျက်နှာနာကပ်ပြီး Hello လို့အော်နေတယ်သူ့မိန်းမကဘယ်ဒီနဲ့ပြောနေတာလဲလို့မေးတယ်ကိုသာအေးကငါဖုန်း Wi-Fi မမိဘူး signal ခေါ်နေတာလို့ပြောတယ်မိမကစိတ်ပြတ်ပြီး Wi-Fi ကို Hello လို့အော်ရတာလားလို့မေးတော့ကိုသာအေးကအလွန်တည်ငြိမ်တဲ့မျက်နှာနဲ့မအော်ရင် तू ကမကြားဘူးလေတက္ကစီငှားတဲ့အရက်သမားကိုမြင့်ဦးအရက်တောက်ပြီးတက္ကစီတစ်စီးငှားလိုက်တယ်ကားပေါ်တက်ပြီးတော့အိမ်ကိုမောင်းပေးပြလို့ပြောတယ်တက္ကစီဒရိုင်ဘာကဟုတ်ကဲ့လိပ်စာပြောပါလို့မေးတယ်ကိုမြင့်ဦးကခဏစဉ်းစားပြီးကျွန်တော်လည်းမသိဘူးမိမကပဲအမြဲခေါ်သွားတာလို့ပြောတယ်ဒရိုင်ဘာကစိတ်ရှုပ်သွားပြီးဒါဆိုဘယ်နားမှာဆင်းမလဲကိုမြင့်ဦးကပြက်တင်းပေါက်ကနေအပြင်ကြည့်ပြီးမိမအော်တန်ကြားတဲ့နေရာမှာရပ်လိုက်လို့ခတ်တီတီနဲ့ပြောလိုက်တယ်